မန်ယူတင်းကိုနိုင်ရရှိပြီးတဲ့နောက်အသင်းသမိုင်းတစ်လျှောက်ပြိုင်ပွဲစုံ10ပွဲဆက်နိုင်ရရှိခဲ့တဲ့မှတ်တမ်းကိုတော့ Aston Villa အသင်းရရှိတယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးချင်ပါတယ်ဗျာ။ Premier League ပြိုင်ပွဲပွဲစဉ်7အဖြစ်ကစားခဲ့တဲ့ Aston Villa အသင်းနဲ့မန်ယူအသင်းတို့ပွဲစဉ်မှာ Aston Villa အသင်းကအိမ်ကွင်းမှာ2ဂိုး1ဂိုးနဲ့နိုင်ရရှိပြီးတဲ့နောက်အသင်းသမိုင်းတစ်လျှောက်ပြိုင်ပွဲစုံ10ပွဲဆက်အနိုင်ရရှိတဲ့မှတ်တမ်းကိုရရှိခဲ့တယ်လို့သိရပါတယ်။အဲဒီပွဲစဉ်မှာဆိုရင်တော့ Aston Villa အသင်းရဲ့သွင်းဂိုးတွေကိုတော့ပွဲချိန်45မိနစ်နဲ့58မိနစ်တို့မှာဆိုရင်တော့ Roger ကသွင်းယူပေးနိုင်ခဲ့ပြီးတော့မန်ယူအသင်းအတွက်သွင်းဂိုးကိုတော့ပွဲချိန်45မိနစ်ပြီးအချိန်ပို3မိနစ်မှာဆိုရင်တော့ကွန်ဟာကသွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ Aston Villa အသင်းဟာဆိုရင်တော့အခုဘောလုံးရသည့်အစပိုင်းက9ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့ပြီးတော့ရုန်းကန်ခဲ့ရပေမဲ့နောက်ပိုင်းပွဲစဉ်တွေမှာဂျာလက်တွေဇက်တိုင်းပြန်လည်ကောင်းမွန်လာပြီးခဲ့တဲ့နိုဝင်ဘာလ2ရက်ကကစားခဲ့တဲ့လီဗာပူးအသင်းနဲ့ပွဲစဉ်မှာ2ဂိုးကိုမရှိနဲ့ရှုံးနေပြီးတဲ့နောက်ပိုင်းပြိုင်ပွဲစုံ10ပွဲဆက်နိုင်ပွဲရရှိနိုင်ခဲ့ပြီးတော့မှတ်တမ်းကောင်းတစ်ရပ်ပိုင်ဆိုင်ခဲ့ရလည်းဖြစ်ပါတယ်။ Aston Villa အသင်းဟာဆိုရင်တော့နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ10ပွဲဆက်မှာ Premier League ပြိုင်ပွဲမှာဘုံမော့အသင်း၊လီအသင်း၊ဝူးအသင်း၊ဘရိုက်တန်၊အာဆင်နယ်၊ဝက်ဆန်အသင်းနဲ့မန်ယူအသင်းတို့ကိုနိုင်ရရှိခဲ့ပြီးတော့ယူရိုပါလိပြိုင်ပွဲမှာမက်ကာပီတဲ့ဖြစ်ရန်ဝိုင်းအသင်းနဲ့ဘေးဆယ်အသင်းတို့ကိုနိုင်ရရှိခဲ့ပြီးတော့ပြိုင်ပွဲစုံ10ပွဲဆက်နိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ Aston Villa အသင်းဟာဆိုရင်တော့မန်ယူအသင်းကိုနိုင်ရရှိခဲ့ပြီးတဲ့နောက် Premier League ပြိုင်ပွဲမှာရမှတ်36မှတ်နဲ့အဆင့်3နေရာမှာရပ်တည်နေပြီးအဆင့်1ကအာဆင်နယ်အသင်းအဆင့်2ကမန်စီးတီးအသင်းတို့ကိုဆက်လက်ဖိအားပေးနေရလည်းဖြစ်ပါတယ်။မန်ယူအသင်းက Aston Villa အသင်းကိုရှုံးနေတဲ့အတွက်နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ6ပွဲဆက်မရှုံးနေတဲ့မှတ်တမ်းရပ်တန့်ခဲ့ရတဲ့ပြင်အဝေးကွင်း9ပွဲဆက်မရှုံးနေတဲ့မှတ်တမ်းလည်းရပ်တန့်ခဲ့တယ်လို့သိရပါတယ်။လာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲမှာဘရာဇီးအသင်းအတွက်ပါဝင်ကစားပေးလိုကြောင်းတိုက်စစ်ကစားသမားနေမှာပြောကြား။ဆန်တို့အသင်းနဲ့လမ်းခွဲခဲ့ပြီးတဲ့နောက်ကလပ်အသင်းလက်မဲ့ဖြစ်နေတဲ့တိုက်စစ်ကစားသမားနေမှာကလာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲမှာဘရာဇီးအသင်းအတွက်ပါဝင်ကစားပေးလိုကြောင်းပြောကြားခဲ့ရလည်းဖြစ်ပါတယ်။နေမာကပြီးခဲ့တဲ့ဩဂုတ်လကဆော်ရီကလပ်အဟီလေအသင်းနဲ့စာချုပ်ဖြတ်သိမ်းပြီးတော့လမ်းခွဲခဲ့ပြီးတဲ့နောက်မှာတော့ professional ကစားသမားဘဝစတင်ခဲ့တဲ့စန်တို့အသင်းကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းရွှေ့ကစားခဲ့သူလည်းဖြစ်ပါတယ်။နေမာကစန်တို့အသင်းမှာအစပိုင်းကဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်ခဲ့ရပေမဲ့နောက်ပိုင်းပွဲစဉ်တွေမှာအသင်းနဲ့တူအကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီးသွင်းဂိုးတွေကိုလည်းသွင်းယူနိုင်ခဲ့ပြီးတော့စန်တို့အသင်းကိုတန်းစင်းစုံကနေလွတ်မြောက်အောင်ကူညီပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။စန်တို့အသင်းနဲ့နေမာတို့စာချုပ်တက်တန်းမှာလည်းဘရာဇီးလိပြိုင်ပွဲပြီးဆုံးပြီးတဲ့နောက်စာချုပ်တက်တန်းကုန်ဆုံးခဲ့တဲ့အတွက်လက်ရှိမှာဆိုရင်တော့ကလပ်အသင်းလက်မဲ့ဖြစ်နေပြီးနေမာအနေနဲ့ကလပ်အသင်းသစ်ရှာဖွေနေရလည်းဖြစ်ပါတယ်။နေမာကတော့2025ခုနှစ်အတွင်းဒဏ်ရာပြဿနာတွေနဲ့သာရုန်းကန်နေရပြီးဘရာဇီးအသင်းအတွက်တပွဲသာပါဝင်ကစားနိုင်ခြင်းမရှိသေးဘဲနဲ့အခုခါမှာတော့ဒဏ်ရာရရှိနေပြီးတော့ခွဲစိတ်ကူးသားမှုလှုပ်ဆောင်နေရမှာဖြစ်လို့ကြန့်ခိုင်မှုပြေးဝဖို့ဆောင်ဆိုင်ရမှာဖြစ်တာကြောင့်ပဲဘရာဇီးအသင်းမှာပါဝင်ကစားခွင့်ရရှိဖို့အခွင့်အရေးနှဲပါနေရလို့သိရပါတယ်။